ရက်တော်မူအောင်ဖေဟာဟာအော်အနီအောင်ဝါဆက်ကြီးနဲ့ဆိုရုပ်ရဖုံးကြီးကြွလာတယ်မှတ်နေတာ ဖုန်းညက်သမီးပါလား အော်အေးမဟုတ်လေအနီအောင်မမြင်လိုက်တာသပင်မမြင်လိုက်လို့ဖဲသွားမလို့လေ ဟုတ်တော့ကြည့်လို့ ပွဲသွားမလို့ပွဲသွားမလို့ ဟုတ်တယ် မိုက်ပြီအဲ့ဆိုကိုလည်းပွဲသွားမှာပဲကိုလိုက်ပို့ရမလား ရမလို့ ဟောကိုလေမင်းတို့မိန်းကလေးတွေဆိုရင်တကယ်ပါတနာတတ်တယ်ယောက်ျားလေးသူတို့ပေါ်ဘယ်နာအမ်ဘတ်ဆိုသေးသေးနဲ့ဂီးမဆိုင်ကိုမွေးရပါနောက်ဘူးယောက်ကပါလာတာဟောဒါနဲ့ညီမလေးနာမည်က ဖူးဖူးလေ နာမည်လေးက ဖူးဖူးလို့ ဖူးဖူးတယ်လားဩမတ်မီတို့ခေါ်လိုက်မယ်မတ်တင်ညွန့် ဖူးဖူးလို့ပြောနေရလေ မဟုတ်လေရော်တောင်မဲ့မတ်တင်ညွန့်နဲ့တော့တူးနေတယ်လို့နေပါဦးညီမလေးဟိုညီမလေးကိုကျုံလုံးစုံလုံးစကားလေးနည်းနည်းပါပြောခြင်းတယ်ဟိုညီမလေးကိုတွေ့တယ်ရင်ကိုကခင်လဲခင်တယ်လေးလေးလေးစားတယ်အဲ့တော့ကိုပြောခြင်းတဲ့စကားကိုထဲမပြောလဲတွယ်ဝိုက်ပြီးပြောရမယ်ဆိုတော့မင်းငါချစ်တယ်ကွာ ဟာတက်ပြောနေရလေ ထဲပြောနေတာ ဟုတ်ကဲ့ ဩမင်းကလေးရဲ့တယောက်နဲ့တယောက်မမြင်ဘူးပဲနဲ့ဖုန်းထဲမှာဟိုင်းဆိုတာနဲ့ရီးသားဖြစ်တဲ့ခေတ်ကြီးမှာမင်းကငါတွယ်ဝိုက်နေငါကြံခဲ့မှာပေါ့မင်းကလေးကိုချစ်လိုက်ပါလား ချစ်ဘူး ကိုမှာဘာပြည့်ရှိလို့ သွားခေါ်နေရ နဲမေသွားခေါ်ဟာညနေခင်းနဲ့ပြောဒီသွားခေါ်တဲ့ကိစ္စကိုထဲမပြောနဲ့ ဟုတ်လား ဒါသွားခေါ်တာမဟုတ်ဘူး ဟုတ်ပြီလားလေ ငါမိဘပတ်စံချမ်းသာလို့ရှာနေဘူးငါဆိုလို့သွားနဲ့အဖီဆွဲပေးထားတာမင်းကိုရဲ့လက်တရားတွေကိုမင်းနားမလဲပါလားမင်းကလေးဟမ်ကိုပြန်ချစ်လိုက်စမ်း ချစ်ဘူး မင်းကိုနဲ့ရရင်မင်းဘွားရဲ့အေးစစ်ဖြစ်သွားတယ်ကိုကတထေး ဟုတ်လား အာတထေးသာမင်းကတော့စိတ်ငကကြီးပန်းကျင်တယ်ဆိုကိုကဂျက်လက်မပြိုင်ဘတ်ဆိုကပ်ပြီးမှလေဒီရှိလေးစီးကျင်တယ်ဆိုချောက်ကြီးထုံးတုပ်ပေးမယ်လှိုင်းကြီးဝှစ်ချင်တယ်ဆိုပင်လေတဲ့ကန်ချအိမ်မယ်အပြောင်သားမှာဝှစ်ချင်မှဆိုတော့ကိုတုံးလုံးထားအိမ်ပါ အကုန်ကြမ်းနားနေမယ်အကုန်ကြမ်းနားနေမယ် တော့မင်းလေးကိုချစ်လိုက်စမ်း ချစ်ဘူး မင်းရဲ့လေကွင်းပြင်နဲ့တူတယ်ဟာဒီပါပြင်မုံမို့လေးကိုကိုယ့်ရဲ့ထွန်ဆက်နဲ့တူတယ်နှာခေါင်းကြီးနဲ့နှစ်ရေကလောက်ထွန်ရပြရတယ်တကယ်မနာပါဘူးအမလေးအဲ့လိုကြီးမှလန့်နေသေးတယ်နန်းစရာလားတို့ရဲ့ဖပူးအောင်နှလုံးသားလေးကသူ့ကသူငင်းငင်းလေးနေတာဟမ်ဟောဘာဖြစ်လားစေးတော့လေညီမရဲ့ ပါလေ မဟုတ်ဘူးလေအန်းနေစေးတော့တော့ကိုပြန်ချစ်စမ်း ချစ်ဘူးလို့ပြောနေ တကယ်မချစ်နိုင် ချစ်ဘူး မချစ်မင်းဒီနားနေဘယ်မှသွားလို့မရ သွားမှာပဲ ဟာလုံးဝသွားလို့မရမင်းကလည်းနှစ်ယောက်တည်းတောထဲမှာတွေ့လားမလားကြားမတနာရင်တော့ဘာဖြစ်သွားမှာမလဲငါကြောင့်သိတယ်မလား တီးဦး တိုင်းပြည်အတွက်ဒါအသက်မပေးရတာမိမအတွက်နဲ့ထောင်ကြတာ9ခါရှိသွား တည့်ရတနာယူ နင်းမေတနာယူလားချစ်မလားမချစ်ဘူးလား အပြေလို့ချင်လား အဖြစ်လို့ခြင်းနဲ့ပြော အားဆိုလို့ရှိလို့ရှိရင် ဟမ် ဟိုဒီတိုင်းမပြောချင်ဘူး မလို့ပြော ဘာစကားဝလေးနဲ့ပြော မိုက်တာစကားဝယ်လေးနဲ့မလို့ပြော ပါလိုက်ရဆိုရဖြေပေးမယ် ဩပါလာရ ဟုတ်တယ် ကောင်း ဒီ တာ တိုင်းပြောလို့မရဘူး ဟုတ်လို့ ဥမလာရရှေ့ကြီးပဲ မလေးလက်ညှိုးရပဲထိုးအောင်ရှေ့ကြီးပဲဆို ဟိုရက်ကိုတော့လေးပါ အား လေ ကြောင့်မပြောနဲ့ညနေရေချိုးတာလားမကြည့်နဲ့ဆိုလားလားချောင်းကြည့် ဘာမှကြည့်လို့လေ တူးလေလက်ညှိုးရရှေ့ကြီးပဲဆိုပဲထိုးတာ ဒီလိုတော့ တကယ်တော့အားလေထိုင်ရမှာပေါ့ ထိုင် ဟုတ်ပြီ ဟိုဒါဘာကြိုင်တာဟုတ် ဟုတ်လေပစိုးမတာလေ ဟောမသိပါဘူး မကြောက်ပါနဲ့အဲ့လောက်ကြီးလည်းမဟုတ်ပါဘူး အော်ဒီနဲ့တူမယ်နော် နောက်ဆုံးလေ ဟုတ်လို့ဒီတူနေ လေလေအောင်နတ်တက်တည်းမကောင်းမဲနဲ့ရေလည်းမချိုးမဲနဲ့ညစ် အာချိုးတယ် ချိုးပါဘူး ချိုးတယ် တမရွက်မြုပ်တွေလည်းစားနာတွေ့ ဘာလို့မျက်စိရောက်ဖွင့်တာလဲ ဘာလို့ရမှာ မျက်စိလေးကိုမိတ်ထားလေဒီမျက်စိလေးတရားလေးကိုမိတ်